တရေတင်ချိုင်းကလမ်းပြောင်းမှုညအခါအေးချမ်းသောလမ်းကြားတွင်ရှံကြနေသည့်တင်းတိတ်ရှင်တန်များရှာပြောင်းချင်းပြန်လျှောက်သွားကြသောကျောင်းသူနှစ်ယောက်မေထွန်းနှင့်စူစာကြေးလက်ကျောင်းသားသူတေသနာပြုရန်တစ်တော်ထဲဝင်လာကြသည်မေထွန်းအိုမေညဆိုတာအရန်လှပနေပေမဲ့ငါတို့လမ်းပြောက်သွားပြီထင်တယ်စူစာအိမ်မက်မှာပဲတွေ့ဘူးတလို့ပဲဒီတော်ထဲမှာတကယ်ဆုံးမရှိရင်ပဲကောင်းမယ်လေကမိုးနှံ့ပြတ်နေသည်ချက်ချင်းပဲတန်ရွဲတန်ကြားလာသည်နောက်ဆုံးကြားလိုက်ရတာကဟာငါပေါင်များအမဲရောင်ခဲနေသောအိမ်လုံးချင်းထဲမှသွေးနီနီမျက်လုံးနှစ်စုံထွက်လာသည်ဆုံးမပါပဲဆုံးမကိုသွေးဆွဲချင်တာမင်းနှစ်ယောက်ပဲကိုနေမြေထဲဝင်လာတဲ့သူကိုဘယ်တော့မှလွတ်မထားဘူးဆုံးမ၏တုံးချောင်းသောလက်သေးများအဆုပ်ရိုက်ဆွဲလာသည်မေထွန်းနှင့်စူစာတိုက်လန်ရင်ဘုံအိမ်ကိုပြေးဝင်လိုက်ကြသည်အတွင်းသို့ဝင်သည်နှင့်ပျက်စီးနေသောကြောက်စာတစ်ခုတွေ့သည်ဆုံးမ၏ဝိညာဉ်ကိုအမှန်တကယ်ဖြောက်နိုင်မည်စကလုံးကစူစာနှုတ်ဆက်လိုက်သည်အကျင့်မဲ့သောဝိညာဉ်သည်အမှန်တရားထံလွှင့်ပစ်ခံရမည်တစုံတစ်ယောက်အာဘော်ရီနှင့်ဆူမေးလိုက်သလိုဆုံးမကျဲသွားသည်အိုရှန်အိမ်ထဲကထွက်ပြေးလိုက်သည်နောက်ဆုံးစိန်မေထွန်းနှင့်စူစာအမြန်ပြေးသွားပြီးလမ်းလျှောက်ချင်းပြန်စတင်သည်ကျေးဇူးတင်ပါတယ်ငါတို့အသက်ရှင်နေသေးတယ်